အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့တော့ကျွန်တော်ကနန်းမဆလာဟင်းလေးချက်စားမှာဖြစ်ပါတယ်ခင်ဗျာဟင်းချက်ဖို့အတွက်ကျွန်တော်ခန်းကျင်ဒီကြက်သွန်ပြူကြက်သွန်ဒီဂျင်းတက်ငွေသီးစိမ့်စပလင်းတို့ပြင်ဆင်ထားပါတယ်ခုပထမဆုံးကြက်သွန်ပြူကြက်သွန်ဒီဂျင်းတို့ကိုစပြီးစီးသက်ပါမယ်ခင်ဗျာဂျင်းချက်သွန်ပြူချက်သွန်ဒီတို့ဒီချာလေးလှိမ့်ပြပါမယ်ပြီးရင်ကျွန်တော်စပလင်းထည့်ပါမယ်ခင်ဗျာနန်းလေးမှုေးတောင်ဒီချာလေးမှုေးပြပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်ခင်းကျင်ဒီထည့်ပါမယ်ခင်ဗျာရတာအနေနဲ့ငမြာကြီးထည့်ပါမယ်ခင်ဗျာကနန်းလေးတွေကိုထည့်ပါမယ်ခင်ဗျာဒီတစ်ခေါက်တော့ရှွန်ကနန်းတွေရတာနဲ့ကျွန်တော်ချက်စားပြတာဖြစ်ပါတယ်ခင်ဗျာဒီထည့်ပါမယ်ခင်ဗျာရတော့ဆိုရင်တော့ကျွန်တော်အဖုံးလေးခဏအုပ်ထားပါမယ်ခုဟင်းလေးပွက်လာပြီဆိုတော့ပထမဆုံးအနေနဲ့ကာရီပေါဒါဖြစ်တဲ့ကျွန်တော်တို့ကနန်းမဆလာထည့်ပါမယ်စားထည့်ပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်အတင်းလေးထားတဲ့ငွေသီးစိမ့်လေးထည့်ပါမယ်ခင်ဗျာကြက်ဥထည့်ပါမယ်ခင်ဗျာကြက်ဥနှလုံးကျွန်တော်သုံးယူထားပါတယ်ခင်ဗျာကြက်ဥလေးထည့်ပြီးသွားတဲ့နောက်မှာတော့ကျွန်တော်တိတိချာချာလေးလိုက်ပြီးချေးပြီးတော့မှုေးပေးပါမယ်အနစ်ကလေးရသွားအောင်ပါခင်ဗျာပြီးရင်တော့ဖုံးလေးအုပ်ထားပါမယ်ခင်ဗျာကိုလိုချင်တဲ့အနေထားလေးလည်းရောက်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်တံမြာသီးလေးတစ်စိမ့်ထည့်ပါမယ်ခင်ဗျာနောက်ပြီးတော့အနံ့အတွက်ကျွန်တော်ရှမ်းနံလေးထည့်ပါမယ်ခင်ဗျာခုဆိုရင်တော့ရမ်းမှုေးပြီးလွယ်ကူရိုးရှင်းတဲ့ကနန်းမဆလာဟင်းတစ်ခွက်ရရှိသွားပြီဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ